banana လို့ရှုံးမပေးနဲ့ကြိုးစားတယ် ရှုံးမပေးနဲ့ကြိုးစား ဖြစ်ချင်လို့အောင်လို့ပန်းနိုင်တာကျွန်တော်အခုလက်ရှိကန်နေကျွန်တော်အတင်းကိုအခုလာမယ့် championship ကမှကျွန်တော်ဖလားလို့ပြီးရကျွန်တော်ဒီမှာကျွန်တော်ဖလားလို့ကျွန်တော်ဒီမှာကျအောင်ချက်ပြီးတော့ကျွန်တော်တစ်ခုကလေးစင်တကယ်စင်အတင်းကိုကျွန်တော်ရွှေစိတ်လို့ချင် ဒီနေ့အဲ့ကိုကွာမှာအဲ့လိုလမ်းချော်ဖို့ဖြစ်သွားတဲ့အရာမျိုးရှိခဲ့ဘူးလားဥပမာဘော်ရိုက်ထဲမှာဆိုလို့ရှိရင်ကွာရှိမှာပဲမျိုးမျိုးပေါ့တချို့ဆိုလို့ရှိရင်လမ်းကြောင်းမှားခြင်းတယ်အရက်တောက်ခြင်းအရက်တောက်ဖို့အတွက်တင်မှာငယ်ဘဝမှာကွာလမ်းကြောင်းကဆက်လက်စားတောက်ဖို့အတွက်ဖြစ်လာတယ်အဲ့လိုမျိုးဆွဲခဲ့တဲ့ဟာတွေရောအတွက်တင်မှာငယ်ဘဝမှာကွာလမ်းကြောင်းကဆက်လက်စားတောက်ဖို့အတွက်ဖြစ်လာတယ်အဲ့လိုမျိုးဆွဲခဲ့တဲ့ဟာတွေရောကိုလမ်းကြောင်းမှားအောင်လို့ကိုတွန်းပို့ခဲ့တဲ့အရာတွေရောရှိခဲ့လားကြောက်ရောက်ခဲ့ဘူးလား လမ်းကြောင်းတိုးဖို့တာအဲ့ဒါကျွန်တော်ခံယူချက်တော့လူနဲ့ပဲဆိုင်မယ်ကျွန်တော်ပေါင်းလူကုန်လုံးကဒါအကုန်လုံးတဲ့လူတွေပဲဒါပေမဲ့ ကိုမလုပ်ဖို့ပဲ ကိုလို့ဗတိကကိုနိုင်ရပြီကျွန်တော်အဲ့လိုပဲခံကြရတယ်သူများခံကြရကျွန်တော်မသိဘူးဒီမှာကျွန်တော်ခံကြရမင်းကောင်းလို့မလို့စောလို့လို့ငါကြီးငါနဲ့ပဲဆိုင်တယ်အဲ့လိုပဲကျွန်တော်ခံကြရ ကျွန်တော်လက်ရှိပေါင်းနေတဲ့ဘော်ရိုက်ထဲမှာလည်းဒါကိုယ့်အကိုတောက်စားလေးနည်းနည်းပါးပါတော့ဒါလူငယ်ဆိုတော့ရှိတာပဲကိုလိုလည်းရှိပါတယ်ဟိုရှိရဲ့အဲ့လိုရှိတဲ့လူတွေလည်းရှိနေသေးတာပေါ့ဘော်ရိုက်ထဲမှာ ရှိတယ်ပေါ့ ဒါပေမဲ့သွားတယ်လာတယ်သူတို့ကြိုက်တာသူတို့ကသူတို့လို့ကိုယ့်ကိုစိတ်နဲ့ပဲပေါင်း ဟုတ်ကဲ့ပါစိတ်နဲ့ပဲပေါ့ ဟောမိုက်ပါတယ်ဒါညီလေးချင်းပြီးဆိုးဖြစ်ပါတယ်ခင်ဗျာကျွန်တော်ထပ်တလဲလဲဒါကျင်ညာပေးပါတယ်ကျွန်တော်ညီလေးတွေကဆိုရင်ဖြင့်ဖူဆယ်ဘောလုံးလောကမှာလက်ရှိမှာအသက်20စွန်းစွန်းနေနဲ့တော်တော်လေးရှေ့ရောက်နေတဲ့ကစားသမားတွေပေါ့နော်ကျွန်တော်မြန်မာလေဝေးစဉ်အသင်းအတွက်လည်းတောင်းလျှောက်အားကိုးအားထားပြုရမယ့်အခြေအနေတွေရောက်လာတော့မှာဖြစ်ပါတယ်ဆိုတော့ညီလေးအခုကတော့ level အတိုင်းတာတစ်ခုရောက်နေပြီကိုပေါ့ကိုကျင်းနေလားအခုလက်ရှိချင်းနေကို အခုလည်းကျင်းနေပါတယ်ကျွန်တော်တပီးကိုကျင်းနေအောင်ပူပြီးကြိုးစားအောင် ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်နောက်9နှစ်လောက်မှဆိုရင်ကိုဘယ်နေရာမှာမြင်နေလဲ ကျွန်တော်ပြပထွက်ခံနိုင်တဲ့နေတာဖြစ်ချင်ဖြစ်ရမြင်အောင်ကြိုးစားတယ် ဟုတ်ကဲ့ဒီပါဆိုရင်ရောဘယ်နိုင်ငံလောက်မှာကစားခြင်း ကျွန်တော်ပြပကျွန်တော်လက်တကန်အာဆီယံမှာဆိုရင်ကျွန်တော်ထိုင်းဖူဇယ်လီယာကောင်းဆုံးပဲကျွန်တော်အဲ့ထိုင်းဖူဇယ်လီမှာပြင်ပါပြီးကြမှာအဲ့စင်လေးဖြစ်ချင် အခုကရောဒီအာဆီယံဒေသတွင်းတွေမှာဆိုရင်ညီလေးတယောက်တည်းအမြင်ရဆိုလို့ရှိရင်ဘယ်အသင်းတွေကတိုးတက်လာတယ်ဘယ်အသင်းတွေကအကောင်းဆုံးဖြစ်လာတယ်လို့ထင်တယ် ခုလက်ရှိအကောင်းဆုံးတော့ကျွန်တော်အဲ့အာဆီယံမှာဆိုရင်ကျွန်တော်အင်ဒိုနီးရှား အင်ဒိုနီးရှား ပြီးထိုင်းပြီးအနောက်မှာကျွန်တော်မလေးရှားအင်ဒိုပြီးဗီယက်နမ်တော့မြန်မာကျွန်တော်တော့ကမ္ဘောဒီးယားအတင်းတော့တိုးတက်လာပါတယ်ဟုတ်ကဲ့နော် အင်ဒိုနီးရှားတော်တော်တိုးတက်လာတယ်လို့ပြောတယ်ကစားသမားတိုင်းလေ VNL လည်းနော်တော်တော်ကောင်းလာကွင်းမှာဆိုလို့ရှိရင်ဒီ VNL တို့ပါပါလဲကောင်းတယ်ဒီဖူဆယ်မှာအဲ့လောက်ထိအရင်တော့မဟုတ်သေးဘူးခုနောက်ပိုင်းတော့တော်တော်တိုးတက်လာ ခုနောက်ပိုင်းတော်တော်ကွာ ကမ္ဘာလုံးဆိုင်ရာမှာဆိုရင်အာဆီယံမဟုတ်ဘဲနဲ့ကမ္ဘာလုံးဆိုင်ရာမှာဆိုဘယ်အသင်းကိုအကြိုက်ဆုံးဘယ်အသင်းကောင်းဆုံးဖြစ်မလဲဘရာဇီးမှာက fake ကောက်ဟုတ်လား fake ဟုတ် fake ကောက်နော်ဟိုမှာပေါ်တူဂီမှာရိုအီကာဒီညိုနော်တော်တော်ကောင်းတဲ့ကစားသမားတွေ ဂုတ်တွေသူကဂုတ်တွေဖူးသေးဂုတ်တွေပဲ ခုတ်တွေကြီးပဲသူတို့ကဟိုရိုနယ်ဒိုမက်ဆီလိုပဲနော်တကယ်အဲ့စစ်ချင်တော့တယောက်ကဘရာဇီးဖြစ်သွားလို့တယောက်ကအာဂျင်တီးနားဆိုရိုနယ်ဒိုမက်ဆီလိုပဲပေါ်တူဂီအာဂျင်တီးနားဖြစ်တော့ဒါကတော့ဒီပြောရင်းနဲ့ဘိုးသူဒလေးပေါ့နော်ဒါပရိသတ်တွေဖူဆယ်ပရိသတ်တွေဆိုလို့ရှိရင်တော့ဒါသိမှာပါဒီညီငယ်လေးပြောတဲ့ Ricardo Nyoro Fekao ဆိုတာဒါဆိုညီလေးရဲ့ GOAT ပေါ့ညီလေးရဲ့ဟို idol တွေပေါ့အဲ့လိုလားကျွန်တော်တို့ တကဘာလုံးတိုင်းနိုင်ရဆိုရင်အကြိုက်ဆုံးကစားသမားဖူဆယ်ကစားသမားတွေမှာဘယ်လိုဖြစ်လဲ ဥစမာတဲ့ ဟင် ဥစမာထိုင်းဘာဖြစ်လို့ကျွန်တော်တို့အဲ့ဖူဆယ်ဂုတ်တွေ2ယောက်ကန်ကြတော့ကျွန်တော်ကကန်သေးဘူးလေသူတို့ဘွဲရကျွန်တော်ကပြန်ရှာကြည့်မှတွေ့လိုက် ဟုတ် အခုကျွန်တော်တို့မြဝါမြင်မြင်ရဆိုရင်ကျွန်တော်တို့ထိုင်းအသင်းကတော့ထိုင်းကစားသမားကျွန်တော်ဥစမာမူဆာပဲကျွန်တော်ချိန် ဟောဆိုတော့ဒီကစားသမားနဲ့ပတ်သက်ပြီးတော့ဘယ်လိုအပိုင်းတွေရောအတူယူလေးလာလဲဘယ်လိုလေးလာလဲ ပြီးသူ့ရဲ့ဘောလုံးကွန်ထရိုးပြီးသူ့ရဲ့သူတစ်ဖက်တင်းတစ်ဖက်အောင်သူဘယ်လိုဖက်လဲဆိုတော့အဲ့သူ့ကျွန်တော်အတူယူတယ် ကိုကြိုက်တဲ့ကစားသမားတယောက်လေးလာတဲ့အခါမှာအခုကစားကွက်ပိုင်းဆိုင်ရာပဲလေးလာလားဒါမှမဟုတ်သူ့ရဲ့ personal သူ့ရဲ့တည်ရမှာလူနေမှုစတိုင်ကိုလေးလာဖြစ်လား ကျွန်တော်ကစားကွက်ကမလေးလာဘာဖြစ်လို့သူနိုင်ငံချင်းရောကစားကွက်ကမတူဘူးလေ ဟုတ်ကဲ့ ကျွန်တော်သူ့ရဲ့ personal သူဘာလုပ်တယ်သူတကိုယ်သူဘာလုပ်တယ်အဲ့ဒါပဲကျွန်တော်စဉ်းစားကျွန်တော်လိုက်ကြည့်ကြည့်ပြီး ညီလေးကိုယ်တိုင်ရောအဲ့ဒါကိုဒီလိုမျိုးလိုက်လုပ်ဖြစ်လား လိုက်လို့ဖြစ်ပါကျွန်တော် training စောလာတယ်ဟောနေ့ရက်တော့မဟုတ်ဘူးပေါ့နေ့ရက်မဟုတ်သူကသူလုံးတော့ကိုလိုက်လို့မဟုတ်ဘူးပေါ့တစ်ချက်ကြည့်လိုက်လို့တယ် ချိန်ကြရင်ရောဒီလိုမျိုး idol လို့ဖြစ်ရမယ်ဆိုတဲ့ရည်ရွယ်ချက်ရောရှိလား အဲ့ဒါကျွန်တော်ကဘုံစကန်လေးရပါကိုကြီး idol ကျွန်တော်ဘုံစကန်လေးရကျွန်တော်သူ့ကိုတိုက်တယ်သူ့လိုဖြစ်ရမယ်သူကကျွန်တော်တို့အောက်ကတက်လာသူတို့ရဲ့ကစားမတယောက်ဆိုတော့ ဘယ်ဘိုင်းကိုကြိုက်ဆုံးလဲသူ့ရဲ့ သူ
就 physical ပဲ ကြံ့ခိုင်မှုပိုင်းအောင် ကြောက်ခံတယ်ကြော်ရမ်းကြိုက်တယ် ဒီလေးကလည်းကြံ့ခိုင်မှုအသားပေးကစားမှဆိုတော့ကိုယ်နဲ့ကြိုက်မယ်လို့ထင်တာအောင် ဟုတ် ဆိုတော့ဒီလေးအခုခြေကဘယ်ခြေတန်တာ ကျွန်တော်အမှန်တမ်းပြောညာတန်ပေါ့ဘယ်နဲ့လဲတန် ဘယ်နဲ့လဲကန်ကစားမဘွားမှာဘယ်ခြေနဲ့တွင်းခဲ့တဲ့တွင်းကိုရှိလား ကျော်ဘောမှာအများဆုံးဘယ်နဲ့ပဲကန် ဘယ်နဲ့တွင်းတာ ဘယ်နဲ့သူရဲ့ကိုကကျော်ဘောအများဆုံး ညာခြေကပူတန်တယ်ငယ်ဘွားကနေအခုချိန်ကြီးကတော့ညာခြေကပူတန်တယ်လို့ထင်တယ်ဒါပေမဲ့ဘောလုံး train နဲ့ အခုလိမှာကျော်အများဆုံးသွင်းတာကျော်ဘယ်နဲ့ပဲသွင်းတာ ဟုတ်လားဒါကစော့ပေါက်ကြောင်လားဘလို့လဲကွာချလားအဲ့ဒါ ကျွန်တော်ကျော်ညာနဲ့ကန်တော်တော်ဘုံမမတည့်ဘယ်နဲ့ကန်ရင်ဘလို့ကဘယ်နဲ့ကန်ကိုပေါ့တည့် ဆိုတော့ထူတော့တူးစင် အဲ့ဒါသူလည်းသိတယ်ကျော်ဖူစင်ကိုချိန်ဝက်သူသိတယ်ကျော်ညာနဲ့ကန်ရတေချာရကိုပေါ့မတည့် နော်ဆိုတော့ဟိုဘလို့တွင်းကူကိုကြိုက်လဲအဲ့ဘယ်မို့အဲ့ဒါထက်ဘယ်ချိန်မှာအဲ့ဘယ်ကြီးပူတန်လာတာကိုသိလား ဘယ်ချင်းသိတယ်ဆိုကျွန်တော်ကျော်မနစ်ကအချိန်မှာပူသိတာမနစ်ကကျော် VCC မှာကကျော်ဗိုက်တာမက်လိမှာကျော်ကန်ခင်မှာကျွန်တော်ဆွဆွပြီးကန်တော့ကျော်ဘယ်ကိုဆွဆွပြီးကန်ကျော်အများကြီးကျော်ဘယ်နဲ့ပဲကန်ပြပါ ဩ တန်တော့ညာတန် ပထမတော့အဲ့ဘာလို့ဘယ်နဲ့အဲ့လိုမျိုးကြီးသွားတန်အောင်လဲကိုတော့စဉ်းစားမရအောင်အရင် ဘန်တန်ပြီးဆိုတော့ကျွန်တော်တို့အရင်ကျွန်တော်ရောက်ွက်ထဲမှာကျော်ခလေးပါဘာမှတတိစားရေရောကချက်လောက်မှာကျွန်တော်ပါတယ်ခြေစွယ်ငုတ်တာညာဘက်ခြေမှာခြေစွယ်ငုတ်တာအဲ့မှာညာဘက်ခြေတော့ကန်လို့မရဘူးအဲကျွန်တော်အဘဲကန်ရင်ကန်ရင်အဘဲကိုကန်တော့ပါအဲ့ဒါ ညာဘက်ကျွန်တော်ခြေစံငုတ်တာတော့မနာပဲနဲ့ဘုံလုံးကန်ကြီးလို့ဘယ်နဲ့ကန် ဟုတ် တော့စားတယ်နော်တကယ်လို့ကျွန်တော်တစ်ဖက်လုံးနာနေလက်နဲ့တော့ကန်မလားမသိ ဘိုးဆောင် ဘိုးဆောင်ပါအေးသိတယ်ဒီညီလေးတွေရဲ့စိတ်တက်တယ်ရောဒီညီလေးဆိုတာကိုဆိုရင်ဒါပန်းနိုင်စီစဉ်မှာတော်တော်ကစားမတော်တော်များများမျိုးပါတယ်သူမတူညီတဲ့ ideology တွေရှိတယ်မတူညီတဲ့ဒီစကားပြောပုံတွေရှိတယ်ညီလေးကြောက်လဲညီလေးရဲ့ design တစ်မျိုးနဲ့ Jimmy ဆိုးဆိုတဲ့အတိုင်းပဲနာမည်လည်းထူးကြတယ်စကားပြောပုံလည်းထူးကြတယ် ideology အတွင်းမြင်လည်းဒါထူးကြတယ်လို့ခံစားရတယ်စကားကလည်းနည်းနည်းပြတ်တယ်ပေါ့နော်ဆိုတော့ဒါကြောင့်မို့နှစ်ယောက်ပြောတဲ့အစီအစဉ်မှာတော့ကျွန်တော်ကနည်းနည်းပို့ပြောပေးရတယ်ကျွန်တော်ညီလေးစကားပြောကတော့အင်မတန်ပြတ်တယ်ပြောတာတွေလည်းထိထိမိမိရှိတယ် ideology အတွေးခေါ်လည်းကောင်းတယ်ဆိုတော့နိုင်ငံအတွက်ဘာခြံထားခြင်းလဲဒီလေရင်းစင်ကစားမတစ်ယောက်အနေနဲ့ကိုယ်နိုင်ငံအသင်းအတွက်ဘာခြံထားခြင်းလဲ ကျွန်တော်စုစိတ်ရချန်သားစီခြင်း စူးစိတ်ရဖို့အတွက်ကရောဘယ်လောက်တိုင်းတာတွေကိုကျူးသားဖို့လို့လဲဘာတွေလိုရလဲတခြားကြိုင်ဘက်တွေနဲ့ဆိုရင် အဖက်ဖက်အကုန်ဝိုင်းပံပူးပြီးမှကျွန်တော်လိုချင်တဲ့ဘက်နဲ့ရောက်မှာပေါ့ အခုလက်ရှိချိန်နေအောင်ကိုရင်ငယ်တော့အတိုင်းတာနဲ့ဆိုရင်ဒီဖူဆယ်လောကဘယ်လောက်တိုးတက်လာပြီလို့ထင်လဲ အများကြီးတိုးတက်လာကျွန်တော်တက်စစ်ကျိုးပြောင်းတက်တိုးတက်လာအရင်ကလုံးဝဘာမှမဆိုင်ကျွန်တော်စသည်ခဲ့ဖူဆယ်တယ်အခုဖူဆယ်ကျွန်တော်ဘာမှမဆိုင်တော့ဘူး အဲ့ဒါဘာကြောင့်လဲထင် ဘာကြောင့်ကျွန်တော်ဟိုပြောပါလေကျွန်တော်ဘယ်လိုပြောရမလဲအမြင်တွေပေါ့ ဟုတ်တယ် ကျွန်တော်ရောဆိုကျွန်တော်ကဒီမြင်လေးပဲနောက်ပိုင်းကျွန်တော်ကနိုင်ငံတကာလည်းကျွန်တော်ရင်ရော YouTube ရဲ့ကျွန်တော်ကြည့်လာ live တွေပဲကြည့်လာတယ်နိုင်ငံကအမြင်တွေကြတော့ဆိုအဲ့ဒီပါ ကျွန်တော်ပြီးတော့ကျွန်တော်လည်းအမြင်ပေါ့နော်ဟိုတချို့ကစားသမားတွေနဲ့ပြောကြည့်တော့လေတချို့ကစားသမားတွေလည်းအဲ့လိုမြင်ပါတယ်ဘာလဲဆိုတော့ကိုရဲ့ရက်ွက်ထဲမှာပဲကြီးပြင်းရတဲ့လူတွေကကြတော့ဟိုဒီကွင်းသေးတွေနဲ့ပဲပိုကြီးပြင်းတယ်အဲ့လိုမျိုးဖြစ်သွားနော်ကိုရင်ငယ်တော့ဆိုလို့ရှိရင်ဒါ W ဝဲကန်ရတာပါလမ်းပေါ်မှာပဲကန်ရဒီလိုဖူဆယ်ငားကောင်ကန်လို့မရပါဘူးမြက်ကင်းတူတော့မရှိဘူးအခုနောက်ပိုင်းကျတော့ဒီလိုမြက်ကင်းတူတွေရှိလာတဲ့အချိန်မှာလူငယ်လေးတွေအနေနဲ့ပစံစူးကြတယ်တယောက်ထောင်ဆိုင်ပြီးတော့ကွင်းသွားကန်ရနော်အဲ့မှာနေဖူးဝင်ပြီးတော့ဖူဆယ်ကတီးသတာတစ်စစ်ချိုးပြောင်းလဲသွားတယ်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်အခုကပြောင်းလဲလာပြီတိုးတက်မှုတဲ့လမ်းကြောင်းလည်းအများကြီးမြင်ရတယ်ဒါပေမဲ့တခြားနိုင်ငံတကာပွဲတွေနဲ့မှသက်ရှင်လို့ရှိရင်တော့ဟိုလောက်ထိထင်သလောက်မရောက်သေးဘူးလို့ခံစားရတယ်အဲ့ဒါဆိုလို့ရှိရင်ဘာတွေဆက်လုပ်ရမလဲထင်လဲသူတို့ပြီးပေါ့ဆက်လို့ကျွန်တော်ကစားသမားကြီးပဲလုပ်လို့မရဘူးကြတယ်ကစားသမားဘလူးကန်နိုင်ရင်လူကြီးပဲဒါပေမဲ့ကျွန်တော်ကအဖက်ဖက်ပံ့ပိုးပေးရမယ်မျက်နှာမငယ်ရတော့ပေါ့ဒါပေါ့အစားတောင်းနေ စားတော့နေထိုင်ပါညာကိုကကျိုးကဖွဲ့ကျိုးတခုလည်းမဟုတ်ပါဘူးကျွန်တော်ကလန်ရောကလန်မှာကိုယ်ပြည်သက်တွေလည်းဆိုင်ပါ ပြည်သက်တွေဆိုင်ကလန်အဒီမရှင်တွေဆိုင်ကျိုး၄နေဖွဲ့လူကြီးရဲ့ဆိုင်အကုန်လုံးဆိုင်တယ်အဖက်ဖက်ကဝိုင်းပြီးပံ့ပိုးပေးမှကျွန်တော်ဒီဖူဆယ်ကကျွန်တော်လူကလူကြီးနဲ့ပန်းနဲ့ရောက်ပါပေါ့ဟိုညီလေးနိုင်ငံသားတွေမှာညီလေးဘယ်နှနိုင်ငံလောက်ထွက်ပြီးပါလဲကျွန်တော်တနိုင်ငံတရုတ်နဲ့ထိုင်းနော်တရုတ်နဲ့ထိုင်းနဲ့ညီလေးထွက်ပြီးသွားတဲ့အချိန်မှာသူတို့စီကဒီ facility တွေသူတို့ရဲ့ဟိုပံ့ပိုးမှုတွေကိုညီလေးမြင်ပါဦးဘယ်လောက်ကွာခြားလဲထင်အကုန်ကွာခြားတယ်ဟုတ်ကဲ့ကျွန်တော်မြင်မှုပစ္စည်းရောမှကျွန်တော်မြန်မာနိုင်ငံမှာမရှိတဲ့ပစ္စည်းရောဆိုတော့ဒီပြည်နိုင်ငံမှာရှိတယ်အများကြီးကွာအဲ့ဒါပဲတည်တယ်ကျန်ဟာအများကြီးကွာ
တိုးတော့တိုးတက်လာတယ်ကျွန်တော်တို့မြန်မာဖူးဆယ်ဘောလုံးလောကတိုးတော့တိုးတက်လာတယ်ဒါပေမဲ့တခြားနိုင်ငံတွေနဲ့ရှင်တော့အရင်တော့မဟုတ်သေးဘူးကစားသမားတွေကလည်းလက်ရှိချိန်မှာကြိုးစားနေတယ်နောက်ထပ်ပံ့ပိုးမှုကောင်းတွေအားပေးမှုကောင်းတွေဒါရလာမယ်ဆိုရင်တော့အများကြီးမျှော်လင့်လို့ရတယ်ပေါ့နော် လိုချင်တဲ့ပန်းတိုင်ရောတေးကြရောက်မှတေးကြခင်ဗျာ ဟုတ်ကဲ့ ဒီပန်းမမှုလေးပဲ ဆိုတော့အခုနမေးတဲ့မေးခွန်းပြန်ဆက်ရရင်နိုင်ငံအတွက်ဆိုရင်ဘာချန်ထားခြင်းလဲဘယ်လိုစူးစိတ်ချန်ထားရင်ကိုယ်နိုင်ငံအခုပြိုင်နေတဲ့ပြိုင်ပွဲတွေတော့ရှိတာပေါ့ဒီနေ့ဆိုပိုတည်ရဖူဆယ်မှာဆိုလို့ရှိရင်ဒီအာဆီယံတွင်းလည်းရှိမယ်တခြားဒီအာရှလည်းရှိအဲ့ထဲမှာဆိုလို့ရှိရင်အောင်မြင်မှုဆိုရင်ဘယ်လောက်တိုင်းတာဒီအောင်မြင်မှုလို့လဲ ကျွန်တော်လေအတင်းပြောပြကျွန်တော် AFC လို့ AFC ဒါအမြင်ဆုံးပဲကျွန် yes တော်ဝေါကရောထားလိုက်ဝေါကရောကျွန်တော်တို့နိုင်ငံရဲ့ဖူဆယ်အခြေအနေဒူးချင်းတော့သွားရှင်လို့မရဝေါကရောရှင်လို့မရ ဒါတော့ နေနာရှင်တော့ကျွန်တော်အာရှရှင်လို့ရအရင်တော့ AFF မှာရွှေရနေခြင်းနဲ့ AFF ရဲ့အစဉ်ကျွန်တော် AFC မှာရွှေရခြင်း လက်ရှိကို 1CDC အသင်းမှာကန်နေတဲ့ဒီဘကစားမှာအီရန်ကစားမှာရင်းနဲ့ဆိုလို့ရှိရင်ရောကိုမြန်မာနိုင်ငံကစားမှာရင်းနဲ့ဘာကွာလဲသူတို့စီကဘာတွေယူရလဲ ကျွန်တော်တို့သူတို့ဘာကွာကျွန်တော်အခြေခံကွာသူတို့စားရောက်နေတယ်သူတို့ဘောလုံးကိုသူကင်လိုက်ပြီဆိုရင်သိလိုက်ပြီသူအခြေခံဘယ်လောက်ရှိရသူပြီးတော့သူတို့ကကျွန်တော်အမြင်ကောင်းတယ်ဘာကောင်းဆိုသူကသူတို့အတွေ့အကြုံသူဆရာသားမချန်ပြောပြတယ် ဟော တချို့လူကြီးကြောက်ရှင်ပြောပြတယ်သူဆရာသားကိုလည်းချန်တာပေါ့ဒါပေမဲ့လီရဲ့အဆန်ကလုံးဝမချန်ဘူးယူလိုပဲ စင်တော်ပြေးတာဟုတ်လားအဲအကြောင်းမလို့ဒီနိုင်ငံမှာတော့ကြာတယ်နော်ဒီစားမှာ လူချင်းလူခင်ပေါ်တယ်သူက ဟုတ်ကဲ့အဲ့တော့ကျွန်တော်လည်း ပေါတင်းစတဲ့ရင်ရောကျွန်တော်မြန်မာလူမျိုးချင်းချင်းအောင်မှမနာလို့သူပေါတင်းစတဲ့ရင်အရင်ကောင်းနော် အားပေးတဲ့ပရိသတ်တွေနဲ့တွေ့ရင်တော့ဖလဲတဲ့ကင်းပဲအများနဲ့ရှိတယ်ဗျာတိတိမတိတိသူတို့နော် သူတီးတဲ့ရင်မနေဘူးအဲ့လိုမျိုး သူတို့ဆိုရင်ထူးကြတယ်ကိုရီမြန်မာလူတွေကြတော့နိုင်ငံခြားထွက်ကန်နေတယ်သူတို့ကကြောက်မြန်မာနိုင်ငံမှာလာကန်နော်သူကဒီလိုပါပဲပလဲကြတာပေါ့ဆိုတော့ကျွန်တော်တို့ပန်းတိုင်းစီစဉ်အတွက်ဒါညီလေးရဲ့နောက်ဆုံးသောစကားလေးလိုချင်တယ်ရှေ့မှာတော့ဒါညီလေးပြောတဲ့ထဲမှာအရေးမှုတွေလည်းပါထားပြီးပါပါညီလေးရဲ့ပန်းတိုင်းပါညီလေးလိုချင်သောအောင်မြင်မှုကပါဆိုတာဒီမှာတွေ့ဟိုကြားသိတဲ့လောက်လည်းကြားပြီးပါတယ်ဒါပေမဲ့အကိုရဲ့ပန်းတိုင်းအစီအစဉ်ဖြစ်တဲ့အတွက်နောက်ဆုံးတစ်ခေါက်ညီလေးရဲ့ကစားမဘွားအောင်မြင်မှုပန်းတိုင်းညီလေးအဖြစ်ချင်းဆုံးညီလေးဘွားအောင်မြင်မှုပန်းတိုင်းလေးတစ်ချက်လောက်လေးပရိသတ်ကိုပြောပြပါဦး ကျွန်တော်ရဲ့အောင်ဖြစ်ချင်ဆုံးအောင်မြင်မှုပန်းနိုင်တာကျွန်တော်အခုလက်ရှိကန်နေကျွန်တော်ရဲ့အသင်းကိုအခုလာမယ့်ချန်ပီယံရှစ်ကပ်မှာကျွန်တော်ဖလားလုပ်ချင်တယ်ပြီးရကျွန်တော်လိမှာကျွန်တော်ဖလားလုပ်ချင်တယ်ကျွန်တော်ရဲ့ညီမချက်အောင်မြင်ချက်ပဲပြီးတော့ကျွန်တော်တစ်ခုကလေးစင်တကယ်စင်အသင်းတွေကျွန်တော်ရွှေစိတ်လုပ်ချင်တယ်အဲ့တစ်ခုကကျွန်တော်ဘွားတဲ့လုံးဝအကြီးမားဆုံးရွေးချက်ပဲ ကျေးဇူးပါညီလေးပရိသတ်များခင်ဗျာဂျင်မီဆိုးဖြစ်ပါတယ် YCDC နဲ့မြန်မာလူရင်းစင်ဖူဆယ်အသင်းရဲ့တိုက်စစ်ကစားသမားဖြစ်ပါတယ်ကျွန်တော်တို့ဒါဖူဆယ်မှာဆိုလို့ရှိရင်တော့နေရာအသုံးလုံးမျိုးမျိုးရှိတာပေါ့တိုက်စစ်ကစားသမားဖြစ်ပါတယ်နောက်တစ်ဒုတိယချက်တစ်ခုကညာတန်ဖြစ်ပေမဲ့ဘယ်ချိန်နဲ့တင်ဖို့တွေပိုများတဲ့ကစားသမားပါတော်တော်လေးထူးခြားပါတယ်ဒါနီးပြတွေဆိုရင်နီးပြတွေရဲ့အကြိုက်လည်းဖြစ်နေပါတယ်ဆိုတော့ဒီညီငယ်လေးရဲ့ပန်းနိုင်ခီးကတော့ခုနပြောထားတဲ့အတိုင်းပဲအသင်းနဲ့ဒီလက်ရှိကလပ်အသင်းနဲ့ရောလက်ရွေးစင်အသင်းနဲ့ရောအောင်မြင်မှုတွေအများကြီးလိုချင်တယ်ပြီးလို့ရှိရင်ပြပထွက်ကစားခြင်းတယ်ဒါတွေပဲဖြစ်ပါတယ်ဆိုတော့ဒီညီငယ်လေးရဲ့ဒီနေ့ပန်းနိုင်ကိုကျွန်တော်တို့တွေသိပြီးပါပြီဒီညီငယ်လေးပန်းနိုင်ကိုလည်းအမြဲဆုံးလှမ်းကြိုက်ပါစေလို့အခုဆုတောင်းပေးပါတယ်နောက်လာမယ့်အစီအစဉ်မှာပြည်သက်တွေနဲ့ပြန်တွေ့ကြပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ